ဘယ်သူမှမကြိုက်ကြတဲ့တိုက်လေယာဉ်တစ်စင်းရှိခဲ့ပူပါတယ်။အဲ့ဒီလေယာဉ်ပေါ်မှာနံပါတ်73လို့ဆေးတုပ်ထားတာပါ။မစ်ရှင်တစ်ခုအတွက်ပြန်တန်းတိုင်းရန်သူတွေကအမြဲတမ်းဝင်ရောက်တိုက်ခိုက်လေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီလေယာဉ်ကတော့ဘာပျက်စီးမှုမှမရှိဘဲအမြဲတမ်းဘေးကင်းစွာပြန်လည်ရောက်ရှိလာခဲ့တယ်။ပြဿနာကတော့လေယာဉ်တွင်းထဲကလူတိုင်းကိုတေဆုံးလျက်ပဲရှာဖွေတွေ့ရှိရတာပါ။လူတွေကအဲ့ဒီလေယာဉ်ကိုချိန်ဆတင်နေတယ်လို့ထင်ကြပြီးဗလေသူရဲမှမမောင်းနှင်ကျင်ကြပါဘူး။တနေ့မှာတော့အမျိုးသမီးအရာရှိအသစ်တဦးစခန်းစီရောက်ရှိလာခဲ့တယ်။သူမကနံပါတ်73လေယာဉ်စီတက်တက်လျှောက်သွားပြီးဘာကြောက်ရွံ့မှုမှမရှိဘဲရွေးချယ်လိုက်ပါတော့တယ်။သူမကချိန်စာတွေအယူသိမ်းမှုတွေကိုမယုံကြည်ပါဘူး။မစ်ရှင်တစ်ခုအတွက်ပြန်တန်းဖို့သူမအသင့်ဖြစ်နေခဲ့ပါပြီ။ပြန်တက်ပြီးမကြခင်မှာပဲသတိပေးချက်တစ်ခုရောက်လာခဲ့တယ်။ရန်သူကိုပျောက်တိုက်လေယာဉ်တစ်စင်းအနီးနားမှာရှိနေတာကိုတွေ့လိုက်ရတာပါ။အဖွဲ့သားတွေအမြန်လှုပ်ရှားခဲ့ကြရတယ်။လေယာဉ်73ကအရင်ဆုံးဆင်းသက်ခဲ့ပါတယ်။အဖွဲ့သားတွေအပြင်ထွက်ပြီးအဲ့ဒီဧရိယာကိုလုံခြုံရေးယူလိုက်ကြတယ်။အဲ့ဒီနောက်ကြံတဲ့လေယာဉ်နှစ်စင်းဆင်းသက်တာနဲ့ရန်သူတွေကဝင်ရောက်တိုက်ခိုက်ပါတော့တယ်။လေယာဉ်တစ်စင်းကတော့လုံးဝပျက်စီးသွားခဲ့ရတယ်။ဒုတိယတစ်စင်းကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဒုံးကျည်ထိမှန်သွားခဲ့တယ်။အရာရှိကလူတိုင်းကိုလေယာဉ်ပေါ်ပြန်တက်ဖို့ချက်ချင်းအမိန့်ပေးပြီးဆက်နိုးလိုက်ပေမဲ့စစ်သားတစ်ယောက်ကအပြင်မှာကြံနေသေးတာပါ။စောင့်ဆိုင်နေဖို့အချိန်မရှိတော့ပါဘူး။ဒုံးကျည်တစ်စင်းကရောက်ရှိလာနေပြီဖြစ်ပါတယ်။နောက်ဆုံးစက္ကန့်မှာတင်အဲ့ဒီစစ်သားကအထဲကိုခုံဝင်လာခဲ့တယ်။သူမကဒုံးကျည်ကိုတားဆီးဖို့မီးကျည် flares တွေကိုပစ်လွတ်လိုက်ပေမဲ့လေယာဉ်ကတော့အောက်ကိုစတင်တက်ကျလာခဲ့ပါတယ်။သူမအသေးအတန်စူးစမ်းထိန်းချုပ်ခဲ့တာကြောင့်အချိန်မီပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်။ဒုံးကျည်တွေထပ်မံရောက်ရှိလာခဲ့ပေမဲ့မီးကျည်တွေကအားလုံးကိုပိတ်ဆို့ပေးခဲ့ပါတယ်။သူမကရန်သူလေယာဉ်ကိုပစ်ခတ်ဖို့သူမရဲ့လက်နက်ထိန်းချုပ်ရေးအရာရှိကိုအမိန့်ပေးခဲ့ပေမဲ့ကြောက်တုံးတိုင်းကြီးကပစ်ကွင်းကိုစက်တိုက်ပိတ်ဆို့နေခဲ့တယ်။ဒါကြောင့်သူမကပါနှက်တဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်ပါတယ်။သူမကရန်သူကိုမချိန်နဲ့အဲ့ဒီကြောက်တိုင်တွေကိုပဲပစ်ခတ်လိုက်လို့ပြောလိုက်တယ်။ကြောက်တိုင်တွေပြိုကျသွားပြီးရန်သူလေယာဉ်ကိုအောက်မှာဖိတက်လိုက်ပါတော့တယ်။ဒါပေမဲ့အန်နီရကတော့မပြီးဆုံးသေးပါဘူး။သူတို့ကြောက်ဆောင်ထူထပ်တဲ့ဧရိယာကိုဖျက်တမ်းပြန်တန်းစင်မှာနောက်ထပ်ရန်သူလေယာဉ်တစ်စင်းကထပ်မံတိုက်ခိုက်လာခဲ့ပြန်တယ်။သူမရဲ့လေယာဉ်ကိုအမြန်ကွေ့ဝိုက်ပြီးရန်သူအထက်စီပြန်တက်လိုက်ကရန်သူလေသူရဲရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်မီးကျည်တွေကိုပစ်လွတ်ပြီးသူ့ကိုပစ်ချလိုက်ပါတော့တယ်။သူမရဲ့အဖွဲ့သားအားလုံးကိုအိမ်စီဘေးကင်းစွာခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာနံပါတ်73လေယာဉ်နဲ့မစ်ရှင်ပေါင်း19ခုထပ်မကပြန်တန်းခဲ့ပါတယ်။အဖွဲ့သားတစ်ယောက်မှလည်းဒဏ်ရာမရရှိခဲ့ပါဘူး။လေယာဉ်အသစ်တွေစခန်းစီရောက်လာတဲ့အခါအရာရှိတွေကသူမကိုလေယာဉ်အသစ်ပြောင်းဖို့ပြောခဲ့ကြပေမဲ့သူမညှင်းဆိုခဲ့ပါတယ်။သူမဟာနံပါတ်73နဲ့လေးနဲ့တဲ့တန်ရောစင်တစ်ခုကိုခန်းစားခဲ့ရလို့ပါ။ထို့နောက်တနေ့မှာတော့မစ်ရှင်တစ်ခုအတွင်းလေယာဉ်ဟာခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ဒုံးကျည်တစ်စင်းကအင်ဂျင်ကိုတက်တက်ထိမှန်သွားခဲ့တယ်။လေယာဉ်ဟာထိန်းချုပ်မှုလွတ်သွားပြီးအောက်ကိုပြတ်ကျလာခဲ့ပါတော့တယ်။စက်သိမ်းသွားပြီလို့ထင်ရပေမဲ့အဆုံးစုံနောက်ဆုံးစက္ကန့်မှာတင်ဒုတိယအင်ဂျင်ကပြန်လည်ပွင့်လာခဲ့ပြီးလူတိုင်းအသက်ရှင်ကျန်ရစ်ခဲ့ကြပါတယ်။အခုဆိုရင်ကြီးမားတဲ့ရန်သူစစ်တပ်ကြီးကမြေပြင်ပေါ်မှာပိတ်ဆို့လာခဲ့ပါပြီ။တင်ကားတွေရော့ကတ်တွေနဲ့ရင်ဆိုင်နေရတာဖြစ်လို့ပြန်လည်တိုက်ခိုက်ဖို့နည်းလမ်းမရှိတော့ပါဘူး။အမျိုးသမီးရာရှိကလေယာဉ်အပြင်ဘက်ကိုခြေလှမ်းလိုက်ပြီးလေယာဉ်ရဲ့ကိုယ်တိုင်ဖျက်ဆီးရေးအစီအစဉ် self destruct program ကိုဖွင့်လိုက်ပါတော့တယ်။ countdown ကနန်းရေတွက်မှုသူ့ညအထိရောက်သွားခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူး။လေယာဉ်ကပောက်ကွဲမသွားခဲ့ပါဘူး။သူမအကြီးအကျယ်မြင့်တက်သွားခဲ့ရတယ်။အဲ့ဒီအခိုက်အတန့်မှာတင်ရန်သူစစ်သားတွေကလေယာဉ်ကိုဝိုင်းရံလိုက်ပြီးစတင်ပစ်ခတ်ကြပါတယ်။အဲ့ဒီနောက်ရုတ်တရက်ဆိုသလိုကြီးမားလာတဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးရန်သူစစ်သားတွေအားလုံးကိုလွင့်စင်သွားစေခဲ့ပါတော့တယ်။အမှန်တရားကတော့နံပါတ်73လေယာဉ်ဟာရည်ရွယ်ချက်ရှိရှိနဲ့စောင့်ဆိုင်းနေခဲ့တာပါ။သူဟာအရာရှိနဲ့သူမရဲ့အဖွဲ့သားအားလုံးကိုနောက်ဆုံးတစ်ကြိမ်ဖြစ်ကယ်တင်နိုင်ဖို့အတွက်အကောင်းဆုံးခိုက်တန့်ရောက်မှပောက်ကွဲမှုကိုဖြစ်ပွားစေခဲ့တာဖြစ်ပါတယ်။ဒီလေယာဉ်ဟာဘယ်တော့မှချိန်စာတင်မနေခဲ့ပါဘူးဗျာ။